ပြည်ရင်းသတင်းတစ်ပုဒ်အနေနဲ့ကတော့အေယာဝတီတိုင်းနဲ့ရခိုင်ပြည်ဆက်သွယ်ထားတဲ့ငတိုင်းရှောင်းကွာလန်းပေါ်ကအမြောက်တပ်အမတ344ကိုအာရခတပ်တော် AA ဥဆောင်တဲ့တော်လန်ရေးတပ်ဖွဲ့တွေကတပ်ရင်းထဲအထိကိုဝင်ရောက်တိုက်ခိုက်နေပြီလို့သိရရှိပါတယ်။ဇွန်လ17ရက်နေ့ညကနေစတိုက်နေတာဖြစ်ပြီးတော်လန်ရေးတပ်ဖွဲ့တွေဟာဇွန်လ12ရက်နေ့မှာတပ်အထက်အထိရောက်ရှိနေပြီလို့ဝါစစ်ရှောင်းအမျိုးသားတယောက်ကနေစရာကိုပြောပါတယ်။ငတိုင်းချောင်းမြို့အနီးအထိလက်နက်ကြီးလက်နက်ငယ်ပစ်ခတ်တံတွေကြောင့်မြို့ခံတွေနဲ့ရခိုင်စစ်ပေးရှောင်းအများစုဟာဘေးလွတ်မဲ့နေရာတွေကိုတင်းရှောင်နေကြရပြီလို့လည်းဆိုပါတယ်။အဲဒီအမှတ်344တပ်ရင်းအနီးမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာတပတ်လောက်ထိကြာမြင့်နေပြီဖြစ်ကလက်ရှိမှာကြားကတ်ရွာကို AA ကသိမ်းပိုက်ထားပြီးတဲ့နောက်တပ်ရင်းကိုဝင်ရောက်တိုက်ခိုက်နေတယ်လို့လည်းဒေသခံတွေကဆိုပါတယ်။လက်ရှိငတိုင်းရှောင်းအမြောက်တပ်344နဲ့ဆက်သွယ်ရေးပြတ်တောက်နေပြီးသွားလာသူမရှိတော့တာကြောင့်အခြေအနေမှန်ကိုသိရှိရဖို့ခက်ခဲနေတယ်လို့လည်းစစ်ရေးသတင်းရင်းမြစ်တွေကပြောကြပါရရှင်။